တန်မှုရှိတဲ့ content ဆိုတာဘာလဲမေးချင်ပါသလားဘယ်လိုလုပ်ရင်ကိုဖန်တီးတဲ့ content တွေကတကယ်တန်မှုရှိပြီးငွေအဖြစ်ကိုပြောင်းလဲလာမလဲအဲ့ဒါကိုသိချင်နေဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါဒီနေ့တော့တန်မှုဆိုတဲ့စကားလုံးကို creator တယောက်အနေနဲ့ဘယ်လိုနားလည်ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်မင်္ဂလာပါဒီညကတော့ creator money channel ပါယခု channel မှာတော့ creator တယောက်အနေနဲ့တန်ဖိုးဘယ်လိုဖန်တီးရမလဲစီးပွားရေးအမြင်နဲ့ဖောက်သည်တွေကိုဘယ်လိုကြည့်ရမလဲအစရှိတဲ့အကြောင်းအရာကိုပြောပြပေးသွားမှာပါမိတ်ဆွေကနာမည်ကြီးတယောက်ဖြစ်နေဖို့မလိုပါဘူးအဓိကတန်ဖိုးဖန်တီးနိုင်ဖို့ပဲလိုပါတယ်တန်ဖိုးဆိုတာဘာလဲနဲ့စကြပါစို့တန်ဖိုးဆိုတာကလူတဦးတယောက်အတွက်သို့မဟုတ်တစ်စုံတစ်ယောက်အတွက်အကြောင်းအရာတစ်ခု product တစ်ခုကညီမျှအရေးကြီးနေတယ်လေအသုံးဝင်တယ်လေစိတ်ကျဉ်နှံ့မှုတွေကိုပေးနေတာလေအစရှိတဲ့အကြောင်းအရာပါကျွန်တော်ကတော့တန်ဖိုးကိုအချက်၃ချက်နဲ့ခွဲခြားထားပါတယ်နံပါတ်1အသုံးတန်ဖိုးပါ use value ပါတကယ်တန်ဖိုးရှိဖို့ဆိုတာကလက်တွေ့ဘဝမှာတကယ်အသုံးဝင်ဖို့လိုအပ်ပါတယ်မိတ်ဆွေဖန်တီးလိုက်တဲ့ content ထုတ်လုပ်လိုက်တဲ့ product စတာတွေကညီသည့်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနေတာလဲဖြည့်ရှင်းပေးနေတာလဲဆိုတာကအရင်ရေးကြည့်ပါတယ်အကယ်၍မိတ်ဆွေဖန်တီးလိုက်တဲ့အကြောင်းအရာကတခြားသူတွေအတွက်အကျိုးရှိတယ်ဆိုရင်တကယ်တန်ဖိုးရှိသွားပါပြီနံပါတ်2စိတ်ပိုင်းဆိုင်ရာတန်ဖိုး emotional value လို့လည်းခေါ်ပါတယ်တစ်ခါတလေမှာ audience တယောက်ကဘူးတုဒအနေနဲ့ပဲဗီဒီယိုကိုကြည့်တတ်တာမဟုတ်ပါဘူးရမန်ရကားမှာပရိသတ်တွေကဗီဒီယိုတစ်ပုဒ်ကိုကြည့်လိုက်တဲ့အခါမျိုးမှာစိတ်ချမ်းသာမှုရသွားတယ်ရီမောသွားတယ်ပျော်ရွှင်သွားတယ်စတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဟာလည်းတန်ဖိုးပါပဲအဲ့တော့တန်ဖိုးရှိတဲ့အကြောင်းအရာတွေကိုဘယ်လိုဖန်တီးရမလဲဆိုတာကဖြည်းဖြည်းချင်းလေ့လာပါအဲ့ဒါဟာ creator တယောက်အနေနဲ့ပေးနိုင်တဲ့ပေးကိုပေးတဲ့စိတ်ပိုင်းဆိုင်ရာတန်ဖိုးတစ်ခုပါဥပမာပြောရရင် Chance Studio CNS လို့လည်းခေါ်ပါတယ်မေတ္တာစိတ်ယူဖိတ်ချင်ရင်နော်ကို Chance ကိုအလဲသွားဖို့ပြောလိုက်ချင်ပါတယ်နံပါတ်3ဈေးနှုန်းတန်ဖိုးပါ exchange value တချို့တန်ဖိုးတွေကဈေးနှုန်းတွေနဲ့ချိတ်ဆက်နေတတ်ပါတယ်တို့ပေမဲ့ဈေးနှုန်းကကိုယ့်ဘက်ကပေးရတာဖြစ်ပြီးတန်ဖိုးကတော့ကိုကပြန်ရလိုက်တဲ့အရာပါပရိသတ်တယောက်ကတန်ဖိုးရှိတယ်လို့ခံစားရတဲ့အခါမျိုးမှာပဲသူတို့ကမိတ်ဆွေတို့ရဲ့ content တွေ product တွေကိုအစင်မပြတ်အားပေးနေကြမှာပါဥပမာအနေနဲ့မြင်သာအောင်ပြောရရင်ကျွန်တော်ဟိုးရင်ရဆိုရင် YouTube စလုပ်တော့မယ်ဆိုတော့ဗီဒီယိုတွေကိုကျွန်တော်တင်ခြင်းတယ်ဒါပေမဲ့ဘယ်လိုဗီဒီယိုတွေကိုတင်ရင်ကောင်းမလဲဖန်တီးရင်ကောင်းမလဲဒါက YouTuber တယောက်အနေနဲ့အစလုပ်မယ်ဆိုရင်တကယ်ခက်ခဲတဲ့ဥဆုံးတွေ့ကြုံပါအရန်တွေးရပါတယ်ဒါပေမဲ့ကျွန်တော်ကဘာလို့ပဲတွေးမိလိုက်လဲဆိုတော့ငါဗီဒီယိုတွေ viewer ဘယ်လိုများမလဲ bias တွေဘယ်လိုဖြစ်ကြမလဲစားတဲ့အကြောင်းအရာကိုပဲကျွန်တော်အမြဲစဉ်းစားသွားတာပါဒါပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းသိလာတာတခုကတကယ်တန်ဖိုးရှိတဲ့ content video တွေမဟုတ်ဘူး product တွေမဟုတ်ဘူးဆိုရင် bias ဖြစ်တဲ့ viewer များတယ်ဆိုရင်တော့မှခဏလေးပါရေပေါ်စီလိုပဲပျောက်ကွယ်သွားပါလိမ့်မယ်ကိုတကယ်အားပေးတဲ့ Ryan customer Ryan viewer ကိုဘယ်တော့မှမရရှိပါဘူးတကယ်တန်ဖိုးရှိတဲ့ content တွေ product တွေကတော့လက်တွေ့ဘဝမှာအမြဲတမ်းအသုံးဝင်နေတတ်ပါတယ်ရက်တည်နေနိုင်ပါတယ်ဒါကြောင့် creator တယောက်အနေနဲ့မိတ်ဆွေရဲ့ product အကြောင်းအရာကတကယ်တန်ဖိုးရှိရလားဆိုတာကိုအမြဲတမ်းကိုပဲပြန်ပြီးပါဒီနေ့မှာတော့ creator money channel ရာတွေဘာလဲတည်သွားလဲဆိုရင်တန်ဖိုးဆိုတာအသုံးဝင်မှုစိတ်ပိုင်းဆိုင်ရာတန်ဖိုးဈေးနှုန်းတန်ဖိုးတွေပါတန်ဖိုးဆိုတဲ့စကားလုံးကတခြားအကြောင်းအရာတွေနဲ့လည်းတီးခြားစွာဆက်ဆက်ပြီးတော့အများကြီးရှိနေပါတယ်တန်ဖိုးဆိုတဲ့စကားစုဟာပေါ်ပါပေမဲ့တကယ်နက်နဲတဲ့စကားလုံးပါတန်ဖိုးကိုနားလည်ဖို့အချိန်ယူပါတကယ်တန်ဖိုးရှိတဲ့အစစ်အမှန်တွေကဘယ်တော့မှအချိန်တိုတွင်မှမသိနိုင်ပါဘူးတန်ဖိုးကိုပေးနိုင်တဲ့အချိန်မှာပဲ creator တယောက်အနေနဲ့သို့မဟုတ် business တယောက်အနေနဲ့ငွေမှုစတင်လာတာပါဒီလို content တွေကိုမှကြိုက်တယ်ဆိုရင် like လေးနှိပ်ပေးပြီးတော့ creator money channel ကို subscribe လေးနှိပ်သွားပေးပါနောက်ထပ်ဗီဒီယိုမှာတော့ value first strategy တန်ဖိုးရှင်ပေးတဲ့ creator တွေကဘယ်လိုရပ်တည်နေတာလဲဘယ်လိုအောင်မြင်နေကြတာလဲဆိုတာကိုပြောပြပေးသွားပါမယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်